တို့ဟောကြားပြီးမဲ့တရားတော်ကတစတစစွန့်ဝတ်မှာဆိုတဲ့ခေါင်းစည်းလေးကိုခြေတန်းတင်ပြီးတော့ဟောကြားနာကြမယ်ပါတယ်လေတစစီတစချင်းတစချင်းနဲ့စွန့်စွန့်စားစားပြုလုပ်သူများရဲ့ကျင့်သုံးသူများရဲ့ပွားများသူများရဲ့အထွတ်ထိပ်ကိုရောက်ရှိပုံလေးတွေမိမိတို့ဒီလည်းပဲရှိသောအရိယာသူတော်ကောင်းများတစတစသည်စွန့်စားပြီးတော့မိမိဘဝကိုအထက်တန်းရောက်အောင်ကြံဆောင်သွားကြပြီတကယ်တော့ဒီနေ့တရားအားထုတ်တဲ့ဘုန်းကြီးတို့တရားဓမ္မတွေတဏ္ဍာမှာထူးခြားတဲ့အတိတုဉာဏ်လူလေးတွေဖြစ်အောင်ကိုမဆောင်ချောက်ရဘူးလားဆောင်ချောက်ရမယ်။ဘာကြောင့်လဲဆိုရင်တို့တန္တရာကြီးကအလွန်တရာရှည်လျားခဲ့တာနော်တန္တရာကြီးကရှည်နေလို့လားတိုနေလို့လားအလွန်တရာရှည်ခဲ့ပြီးပြီကြည့်လို့မမြင်လောက်အောင်ဒီရှည်လျားခဲ့ပြီနော်အတိတ်ဘဝတွေကိုလည်းပဲကြည့်လို့မမြင်လောက်အောင်များပြားခဲ့ပြီးပြီအဲ့ဒီတော့ဘာလို့များတို့တန္တရာရှည်လျားပြီးတော့ဩနာတိထပ်နေကြရသလဲလို့အဲ့ဒါလို့ကိုစစ်ဆေးမင်းမြန်လို့ရှိရင်ခန္ဓာကအဖြေထွက်လာလိမ့်မယ်ဘာလေးပါးကိုမသိလို့တဲ့သစ္စာလေးပါးမသိညာရှိလျာတန္တရာလို့ဆိုထားတယ်မဟုတ်လားတန္တရာရှိတယ်ဆိုတာဘာလေးပါးကိုသိခွင့်မရလို့သစ္စာလေးပါးမြတ်တရားကိုမသိမမြင်အဝိဇ္ဇာဝင်၍တန္တရာတခွင်မှာဩနာတိအပင်ပေါက်ပြီးတော့ဒုက္ခတွေမရောက်နိုင်ဘူးလားဘုန်းကြီးတို့လည်းရောက်ခဲ့ပေါင်းဒီဘဝတွေရည်တွက်လို့မကုန်များပြားခဲ့သလိုဒုဒကာဓမ္မတွေကလည်းအလွန်တရာကြီးမားတဲ့တရားတန်ချစ်တွေကိုခံပြီးတော့မခံစားနေရဘူးလားဒါကိုယ့်ရဲ့အပြစ်တွေပေါ့သူတစ်ပါးအပြစ်လားကိုယ့်အပြစ်လားကိုယ့်အပြစ်ကိုသိဖို့လိုတယ်ကိုယ့်အပြစ်ကိုမြင်ဖို့လိုတယ်ကိုယ့်အပြစ်ကိုအပြစ်ရှိပါလေကဲနဲ့အပြစ်လို့မမြင်ရင်ဘုရားကလူလိမ္မာပြောသလားလူမိုက်ပြောသလားလူမိုက်နောက်မှအကြံရတတ်တဲ့နော်မိုက်ရင်မိုက်မှသိရင်လူလိမ္မာပဲတဲ့နော်ရှင်သာရိပုတ္တရာရှင်မောက္ကလန်2ပါးဆွေးနွေးကြညီနောင်2ပါးငါရှင်သာရိပုတ္တရာကြီးလောကမှာကိုမိုက်တာကိုမိုက်မှန်သိတဲ့ပုဂ္ဂိုလ်တယောက်မိုက်တာကိုမိုက်မှန်မသိတဲ့ပုဂ္ဂိုလ်တယောက်အဲ့ဒီ2ယောက်ဟာဘယ်ပုဂ္ဂိုလ်အဆိုးဆုံးလဲငါရှင်လို့ရှင်မောက္ကလန်မထေရမြတ်ကရှင်သာရိပုတ္တရာမေးပါရှင်သာရိပုတ္တရာကအာရှင်မောက္ကလန်တဲ့မိုက်တာကိုမိုက်မှန်မသိတဲ့ပုဂ္ဂိုလ်အဆိုးဆုံးပဲဟိမသိတဲ့ပုဂ္ဂိုလ်ဟာကိုမိုက်နေတယ်မိုက်တယ်ဆိုတာလူကိုတတ်ဖြတ်နေမှမိုက်တာမဟုတ်ဘူးနော်လူကိုတတ်နေတယ်ဖြတ်နေတယ်အဲ့ဒါလို့ဒုက္ခပေးနေဒါမှမိုက်တာမဟုတ်ဘူးသူတော်ကောင်းတရားနဲ့ဝေးနေတဲ့ပုဂ္ဂိုလ်လူမိုက်လို့ဆိုတယ်မဟုတ်လားဘုရားစာရှိသောအရိယာသူတော်ကောင်းများဟောပေါ်ညွှန်ပြတော်မူခဲ့တဲ့တရားလေးတွေကိုနာဂမတ္တခွင့်မရှိကျင့်ကြံပွားများအထုတ်ခြင်းမရှိမနေ့မိုးလေးလာကြတဲ့ကိုကဘုံဆိုင်နဲ့အချိန်ကုန်ခဲ့ရဘာနဲ့အချိန်ကုန်လဲတာရည်သမီးစီးပွားရေးနိုင်ငံရေးလူမှုရေးတွေနဲ့မိုးလေးလာကြတဲ့ကွာဒီအာယုံမိုးလေးလာကြတဲ့ဒီအာယုံတလလုံးတစ်နှစ်လုံးတစ်သက်လုံးဒီအာယုန်ဒီမျောပါလာလိုက်တာလာလိုက်တာအသက်80 80အချိန်ထိဒီအာယုန်ဒီကိုမဖြုတ်နိုင်ဘူးနော်နောက်ဆုံးမှဘဝနေဝင်ခြင်းရောက်ပြန်တော့လည်းပဲမသွားနိုင်မှလာတယ်တော့မှတရားချခြင်းတလို့တရားလိုခြင်းတလို့ဖြစ်လာခဲ့တယ်တရားအထုတ်ခြင်းတလို့ဖြစ်လာခဲ့တယ်အဲ့ဒီခါကျတော့ဘာဖြစ်သွားပြီအရှိန်နှောင်းသွားပြီကိလေသာမဲ့ညင်ကြီးလောင်ပြီးတွန်းလှန်နိုင်ညာအာမရှိနော်
မိကိုလွယ်ကြံသေးချင်အချိန်ကုန်သွားအင်အားမရှိပြီနောက်ဆုံးထိုးတဲ့စာရွက်ကလေးထဲမှာပါတယ်နော်အဲဒီတော့မိကိုလွတ်ဖို့အတွက်ကြံစီလိုက်ပြန်တော့လည်းပဲအချိန်ကုန်သွားပြီနှောင်းသွားလိမ့်ပြီဘုန်းကြီးတို့ပြိတ္တတွေအဲ့ဒီကကြာမြေပေါက်ကြီးငယ်ကြာရုံနဲ့ပြီးပါမလားအဲ့ဒါဟာဘယ်လိုပုဂ္ဂိုလ်ရဲ့အချိန်လွန်ခြင်းလို့မေးရင်လူမိုက်ဟုတ်တယ်နော်လူမိုက်တွေဟာကုသိုလ်တွေကြတော့မေ့နေတယ်မသူတော်တရားကြတော့ရှေ့တန်းကိုရောက်နေတယ်ဟုတ်တယ်လားကိုယ်ပိုင်လုပ်တွေကြပြန်တော့မလုပ်ဖြစ်ဘူးပုံစံလုပ်တွေကြတာနေရာတိုင်းနေရာပုံစံလုပ်မှအချိန်ကုန်ပြီးနေကြတယ်ဘုန်းကြီးတို့တရားဓမ္မတွေကမပါဘူးလားပါပါတယ်ကိုယ်ပိုင်တဲ့ပုံစံလေးတွေဟာသိခွဲခြားတတ်တဲ့ပုဂ္ဂိုလ်ကနေတယ်မဟုတ်လားဘယ်အာယုံမှများပြားတတ်တယ်ပုံစံဒီအခုဘုန်းကြီးတို့လာပြီးတရားတွေဟောတရားများလာတော့မှအရှိကလေးတွေလုပြီးတော့ယူနိုင်ကြရနေတဲ့ပုဂ္ဂိုလ်မှရတာမရနေတဲ့ပုဂ္ဂိုလ်မရနိုင်ဘူးဟုတ်တယ်နော်အရှိလေးတွေကနှောင်းပြီးတော့ကိုယ့်ရဲ့ဘဝကိုတရားအသီးဖြင့်မစီကြောဘူးခဏလေးပြောခဲ့တယ်ဘုရားကဇရိနဘဝတိပင်ကဇရိနေဝဝိသုစတိဟေချွန်ညွန့်နေရဘာကြောင့်ဖြစ်တယ်ချွန်ညွန့်နေရဘာကြောင့်ဖြစ်တယ်ရေကြောင့်ဖြစ်တယ်ရေကြောင့်ဖြစ်တဲ့ဒီချွန်ညွန့်တွေကိုဘာနဲ့ဆေးရရေနဲ့ပြန်ဆေးမစင်ကြဘူးလားထိုနည်းတူပါပဲအကုသိုလ်တွေဟာဘာကြောင့်ဖြစ်တယ်စိတ်ကြောင့်ဖြစ်တယ်နော်အကုသိုလ်တွေဘာကြောင့်ဖြစ်တယ်ဘာစိတ်လဲမေးနှလုံးသွင်းမှားသောစိတ်တာမှားတဲ့စိတ်နှလုံးသွင်းမှားယွင်းသောစိတ်ကြောင့်အကုသိုလ်တွေဖြစ်တာပဲနှလုံးသွင်းမှားခဲ့တဲ့အကုသိုလ်စိတ်ကိုဘာစိတ်နဲ့ဖြစ်စီရမလဲနှလုံးသွင်းမှန်ကန်သောစိတ်ဖြင့်ဆေးကြောရပါမယ်ဟုတ်တယ်နော်တဇဒီစိတ်ကလေးကိုနှလုံးသွင်းမှန်တဲ့မကမှန်အောင်မကြိုးစားရဘူးလားကိုယ့်ရဲ့အမိဘညီကောင်မောင်နှမလို့သဘောထားပြီးပြောပါတယ်မိမိစိတ်ကလေးကိုမာယွင်သောစိတ်ကိုစိတ်ဖြင့်အဖို့မလုပ်ပါနဲ့ပိန်မန်းတဲ့စိတ်ဖြင့်ပိန်မန်းစရာဖြစ်တဲ့စိတ်နဲ့အဖို့မလုပ်ပါနဲ့စီးရဲမဲ့စိတ်နဲ့အဖို့မလုပ်ပါနဲ့ရှမ်းသာတဲ့စိတ်ကလေးကိုရွေးချယ်ပြီးယူပါဟုတ်တယ်နော်စိတ်ကလေးကိုရွေးလိုက်ပါချမ်းသာစရာစိတ်ကလေးကိုရွေးလိုက်ပါဆင်းရဲစရာအာယုံကိုမပေါင်းပါနဲ့အပေါင်းမှအပယ်ကြတတ်တယ်အပေါင်းမှရင်မကောင်းတဲ့စိတ်ဆိုးစိတ်မဲ့တွေကိုအဖို့လုံးသွားတဲ့ပုဂ္ဂိုလ်မှန်သမျှတို့သည်ဘယ်ကိုကြားကြတယ်အပေါင်းမှနိဗ္ဗာန်ဆံတယ်အပေါင်းမှရင်ဘာနဲ့ပေါင်းရမယ်တဲ့ဘုရားကကုသိုလ်စိတ်နဲ့ပေါင်းဘာစိတ်နဲ့ပေါင်းကုသိုလ်စိတ်နဲ့ပေါင်းတဲ့အခါလဲနည်းနည်းတော့စွန့်စားရတယ်တရားဓမ္မတို့ရဲ့ဥပမာလေးပြောမယ်သူများအကြောင်းပြောရင်နည်းနည်းလေးမှားခြင်းမှားလိမ့်မယ်ကိုယ်အကြောင်းပြောတာအကောင်းဆုံးပဲဘိန်းတို့လက်တွေ့လေးတစ်ခုပြောခဲ့မယ်ပြောပြမယ်ဘိန်းတို့လွန်ခဲ့တဲ့15နှစ်လောက်ကပေါ့တော့ရဆောက်ပြီးခဲ့တယ်စွန့်စားရတဲ့အကြောင်းလေးတစ်ခုပြောခြင်းလို့နော်အရင်တော့ရဆောက်တည်ပြီးရခိုင်ပြည်ရခိုင်ရိုးမတောင်တန်းဒီဘက်ချမ်းမှာတောင်ဘက်မြောက်ဘက်ချမ်းလေးမှာအန်တောင်ကြားဒီဘက်အဲ့ဒီမှာသွားပြီးတော့ရွာလေးတွေတရွာပြီးတရွာပဲကျက်စားပြီးတယ်ဆွမ်းကန်တဲ့အချိန်မှာတော့ရွာလေးတွေရောက်တယ်ဆွမ်းကန်ပြီးတော့တဲ့ဝင်ပြီးကိုယ်ပိုင်လုပ်တွေလုပ်ခွင့်ရတယ်တနည်းတော့တော်လက်လောင်ပြီးတော့အလွန်တရာတောထူထပ်တဲ့နေရာကိုရောက်ရှိသွားတယ်မျက်စိလည်သွားတဲ့သဘောပေါ့ကံတရားရဲ့ဆွမ်းအားလေးတွေတခါတည်းရန်ကံတရားအကျွေးတွေကိုလုံးလာတဲ့အကျွေးကံတွေကရှိတယ်အဲ့ဒါတွေကမှောင်ကျသွားတတ်တယ်3ရက်လောက်ကိုဝေးကွာခဲ့တဲ့ပြိဿများနဲ့အဲ့ဒီတော့ဆာလောင်မသိမှုတော်တော်များပြားခဲ့ရေလေးတော့တောက်တယ်ရေစမ်းလေးတွေရှိတော့ရေစမ်းလေးမှာရေလေးတောက်တနေ့ကြတော့
အစာမစားရတာ3ရက်လောက်ရှိပြီဆိုတော့နည်းနည်းတော့လုံးတယ်တိုးတော့ခန္ဓာသိပ်ပေါ့ပါတယ်သိပ်ပေါ့ပါပြီးကြည်လင်မှုရှိတယ်ဒါပေမဲ့အေးလေးငါသွားလိုက်မယ်ဆိုသွားရင်နဲ့စမ်းချောင်းကြီးတစ်ခုသွားတွေ့တယ်ရေအိမ်ကြီးကလည်းအကြီးကြီးရှိနားမှာရေအိမ်ကြီးတစ်ခုကြောက်ဖြာပြင်းကြီးပေါ်မှာမမျောလိမ့်မနဲ့တက်နုလေးတွေစုထားတော့ဖရွက်ကလေးပေါ်တင်ပြီးတော့တက်နုရွေးတွေစိမ့်ဆူပြီးတော့အနုလေးတွေသွားတွေ့စားပွဲလေးတစ်ခုပေါ့နော်တက်နုတက်ဖူးလေးတွေအဲ့ဒါတွေ့တော့တို့ကရန်တော်တို့မိဒီမှာကတ်မဲ့ပုဂ္ဂိုလ်ရှိမှစားရတာဒါအာဟာရတစ်ခုပဲခန္ဓာကိုယ်ထဲမှာအာဟာရတစ်ခုရှိရင်ခန္ဓာကိုယ်ခိုင်းလို့ရတယ်အာဟာရနည်းရင်ခိုင်းလို့သိအဆင်မပြေဘူးညီးလိုက်တဲ့အနာမှာထိုင်တော့ဒီအာဟာရအများကိုစားသုံးလို့တယ်ကတ်မဲ့ပုဂ္ဂိုလ်ရှိကောင်းပါပဲလို့အဲ့ဒါပထမမေတ္တာကမ္မဋ္ဌာန်းစီးဖြန်းပြီးတော့အဲ့ဒါလို့ညီးလိုက်တဲ့ခါမှာမမျောလေးနဲ့ရှင့်ကလေးတစ်ကောင်ရောက်လာအဲ့ဒီရှင်းနေတာအမီလေးထောင်းနဲ့ဖုန်ကောက်တစ်ခါခုံဆွနဲ့အနာရောက်ငြိမ်းနေတဲ့အနာတပိတ်လေးချပြီးတော့ရောက်လာတာဘုန်းကြီးလှမ်းလို့ကြည့်အေးတကားရှင်းလေမင်းကွာဘုံဘုံကိုဒါလေးကပ်ပြီးကောင်းမယ်ဘုံဘုံဒီဥစ္စာစားလို့တယ်ကပ်ပြီးကောင်းမယ်သူ့နှုတ်သီးလေးနဲ့တိုးလို့အဲ့ဒီတဲ့ရွက်ကလေးအပုံလေးကိုတိုးပြီးတဲ့ဘုန်းကြီးနောက်ရောက်လက်လန်းနဲ့အနာရောက်ဖတ်စသူခြာနဲ့ထွက်သွားတော့ငါလည်းကတ်ထားပဲတပိတ်ထဲမှာထက်ရေလေးဆေးကြော့ပြီးတော့သုံးဆောင်မိဝဲတယ်ကြည်လင်မှုရပါချင်းအဲ့ဒီနေ့မှာရေစဲလေးနဲ့ရေစဲပြီးတော့အဲ့ဒါလေးအကုန်လုံးဖုံးပေးပြီးတော့လန်းဆန်းသွားကြတယ်ရုပ်ပိုင်းဆိုင်ရာလေရုပ်ပိုင်းဆိုင်ရာကြည်လင်လန်းဆန်းပြီးသွားတော့ဒီနေရာမှာဟောဒီတက္ကလေးတွေငါ့ကိုအာဟာရကန့်လာတဲ့ပုဂ္ဂိုလ်တွေငါကျေးဇူးဆက်တဲ့အနေအချင်းတရားမှတ်လိုက်မယ်3 နာရီလောက်ငါတရားမှတ်လိုက်မယ်အနာမတပကလေးချပြီးတော့ချမ်းသာစွာဖြင့်မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းပြီးတရားလေးမှတ်လိုက်တရားမှတ်လို့2 နာရီကျော်လောက်လေရောက်3 နာရီထိုးဝန်းကျင်လောက်တော့ရှိသွားမှထင်တယ်ကိုဖုံးပိတ်သုံးဆောင်တဲ့အချိန်က7 နာရီကျော်လောက်ရှိအဲ့တော့ကိုယ်နဲ့10 နာရီဝန်းကျင်လောက်ဆင်အုပ်ကြီးတို့ရောက်လာအဲ့ဒီဆင်အုပ်ကြီးကတောင်းကနေပေါ်တက်လာအဲ့ဒီရန်ရှိတဲ့နေရာသူတို့လာချဘုရားရရှိအိုင်နဲ့ဝါ300လောက်ရှိအဲ့ဒီနေရာလေးမှာနေတော့ရန်ကြီးနာလာချတောတဘာဝဆိုတော့တရားဓမ္မတွေလောကမှာပျော်စရာတစ်ခုကိုစိတ်ကိုငြိမ်းချမ်းစရာအဖို့ဆိုတာဟာတရားသိနေဖို့ပေါ့နော်အဲ့ဒီရင်ဝန်းကျင်တစ်ခုလုံးမှာငှက်ပေါင်းမြောက်များစွာရှိတရိစ္ဆာန်တွေမြောက်များစွာသူအတိတိသူဟနဲ့သူပျော်ရွှင်ပြီးနေချသူတဘာဝလေးတွေနော်ဒီတရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေတွေကလည်းဒါလေးတွေအဖို့တစ်ခုဖြစ်တယ်ငှက်တန်လေးတွေပဲကြားပြီးတော့တရားအတိလေးဖြစ်ကိုယ်စိတ်ကလေးကိုရှင်လန်းသောစိတ်ဖြင့်တရားအတိနဲ့ပျော်မွေးခွင့်ရဆင်းအုပ်ကြီးရောက်လာတော့ဘယ်ရှင်ကရောက်နေတယ်မသိကိုအနာကိုဆင်ကြီးတကောင်ဘုန်းကြီးကိုခွထားတယ်သူရှိတော့ရှိတယ်ခွာမှန်းကိုဘယ်လိုသိရကြလဲဆိုတော့ဘုန်းကြီးရဲ့လက်ခုပ်ကိုခုပ်ပေါ်ရေကြရေစက်ကလေးသူ့ရဲ့ရှက်ကဝမ်းပိုက်ကရှက်ကနေပြီးတော့ရေလေးကြရေစင်ပြီးတက်လာတယ်ဆင်းဒီများကြီးပဲကောင်းပေါင်း190လောက်ရှိပြီမတော်စင်ရင်အဲ့ဒီတော့ဒီစင်ကြီးကအနာကိုလာတဲ့စင်မောင်းမှန်တယ်များတယ်အားလုံး2မောင်းကြီးနဲ့လိုက်ပြီးတော့ရမ်းလိုက်စင်ကောင်းလေးတွေအနာလာပြီးလှမ်းပြီးတော့ဘုန်းကြီးနှာခေါင်းကိုလာပြီးလှမ်းပြီးတော့နှာတီးဝါအောင်သူ2မောင်းလေးတွေလှမ်းထုတ်တယ်အဲကောင်းလေးအဖဲတဲ့စင်ကားချင်းကြီးကအနာကမပြီးဘူးတခါတည်းလဲတွန့်သွားတာပေါ့ရိုင်သွားတာပေါ့သူတို့ထုံးတယ်တတိနဲ့ပြန်မှတ်တယ်ကိုမှတ်တယ်တခါအမှတ်တွေဖြိုးမျက်စိတွေနည်းနည်းဖွင့်ကြည့်တယ်ဝန်းကျင်မှာအိုးစင်တွေအများကြီးပဲအပေါင်းဖော်တွေအများကြီးပဲသူတို့ငါတော့ရံမှုပါငါသူတို့တကယ်လို့ငါစိတ်ထဲမှာအကုသို့ဝင်ရင်င
ငါ့ကိုရံမှုနိုင်တဲ့သူတို့ငါဒီချိန်မှာစွန့်စားရမှအရှင်ဖြစ်နေတေးရင်မြေကြီးဆင်ရင်ရွှေထီးပဲတတိကိုင်းကိုအမှတ်ကိုမှတ်မရင်မိုင်တော်တော်လေးလောက်ကြာသွားတော့သူတို့ဟာရေဒီမိုးတွေတောက်ပြီးတော့ထက်သွားကြဖြည်းဖြည်းလေးမျက်စိကွင်းတော့လည်းကြည့်တယ်စင်ကောင်ကြီးကကိုယ်မိုးထားတဲ့စင်ကောင်ကြီးတဖြည်းဖြည်းဘေးကိုကတ်တော့ဘေးကိုကတ်ပြီးတော့ဝါးတပြန်လာရောတော့ဖြည်းဖြည်းလေးကတကိုယ်လုံးလှဲ့စင်တို့မိဒီမှာခေါင်းလေးတစ်ခုတည်းလှဲ့လို့မရဘူးတကိုယ်လုံးလှဲ့ရတကိုယ်လုံးလှဲ့မှရလှဲ့ပြီးတော့ပြန်ကြည့်တယ်ဘုန်းကြီးမျက်စိဖွင့်ပြီးတော့ဟာဩတခါကြီးတယောက်ငါ့ကိုလာပြီးကာကွယ်ပေးတာကျေးဇူးတင်ပါတယ်တခါကြီးကျေးဇူးတင်ပါတယ်ဗျာလို့ပြောတော့ဘုန်းကြီးဖြည်းဖြည်းထားလိုက်တယ်ဆင်းကြီးကခေါင်းခါမထားဘူးပေါ့လေမလာဘူးဘုန်းကြီးစိတ်ထဲမှာဘယ်လိုဖြစ်သွားသလဲဆိုတော့ဘုရားရှိခိုးကအရှင်ကောဏိညာမထေရကိုတတိကြအရှင်ကောဏိညာမထေရကြီးဟာတော်ထဲမှာဆင်ပေါင်းမြောင်များစွာကြားထဲမှာဆင်တို့ရဲ့အလုတ်ကျွေးကိုယူပြီးတော့ပရိနိဗ္ဗာန်စံသီကာလတောင်နေထိုင်သွားချတယ်။ဒါလည်းအရှင်ကြီးကြားထဲမှာသွားနေကောင်းတာပဲငါ့ကိုရံမငူတဲ့မိတ်ဆွေတွေငါသွားမယ်။လိုက်သွား၄-၅ လတော့သူပြန်ကြည့်တယ်။မလာရဘူး။မလာရဘူး။ခါတီတီကြီးတဲ့သူကကြည့်တယ်မလာခိုင်းဘူး။ဩငါအလိုမရှိဘူးဆိုတာပြန်သွားလာ။တော်တော်ပြီးပြန်ကြည့်တယ်။ကိုတော့ရက်နေခဲ့တယ်။၄-၅ ချင်းလောက်ကိုဝင်းကြီးရောက်တဲ့ကံနဲ့ပြန်ကြည့်တယ်အဲ့တော့စိတ်ထဲမှာဘယ်လိုဖြစ်သွားလဲဩငါ့ကိုမလာခိုင်းဘူးဆိုတာဟာအန္တရာယ်ရှိလို့ပဲလေပြီးတော့ငါမှကုသိုလ်ကံလေးတွေရှိတယ်ငါကသာသနာတော်အတွက်ကြိုးစားစရာရှိနေသေးတယ်ဆိုပြီးတော့ပြည့်ပြည့်ဒီတိုင်းပဲကြံရခဲ့တယ်ဘုန်းကြီးပြောချင်တာကမိမိရဲ့စိတ်ကိုစွန့်စားစားဖြင့်ဆုံးမရေချင်းကြောင့်အန္တရာယ်မပေးကြပါဘူးနော်အန္တရာယ်မပေးကြဘူးစိတ်စင်မှာသီလတတ်တဲ့သမာဓိတဲ့ပညာတတ်ကလေးတွေရှိတယ်သီလယနာမွေးပြန်ကြံတာသီလဆင်တဲ့ရှုတိုင်းလာပါသီလစောင့်ညာမလားအပေးရွာဆိုတဲ့စကားလုံးလို့သီလယနာမွေးပြန်တယ်သမာဓိယနာပညာယနာတွေဟာလူမသိတော့လဲနတ်တွေသိတယ်မသိဘူးလားတရားဓမ္မတို့ဒါစွန့်စားခြင်းရဲ့ကျေးဇူးလေးတွေဘုန်းကြီးမှတ်တမ်းတင်ထားတဲ့နှလုံးသားထဲမှာတခါတော့ကကြားကြီးတဲ့ကောင်အဲ့ဒီတောင်ရပေါ့လေကိုဘဲမှာတောထဲမှာသူကတောင်ကြီးတွေခုတ်ပြီးတော့စပားဆိုင်ကြတာအဲ့ဒီရဲ့နေရာမှာသူတို့ကလင့်စင်လေးတကူလှုပ်ထားတယ်အမြင့်ကြီးဝါတပြန်ကြော်လောက်ရှိမှာ12တောင်ကြော်လောက်ရှိမှာအမြင့်ကြီးလေကားလေးနဲ့အဲ့တော့သူတို့လည်းလေဒီပါမရှိတော့အေးစညာလေးတော့ရသွားအဲ့ဒီပေါ်မှာသွားပြီးတော့တရားမှတ်မဲလေကောင်းလေးတန်ရတယ်ဆိုပြီးတရားလေးမှတ်ပြီးတော့ညတနာကြီးကြော်လောက်မှာကြာကြီးတကောင်အားလုံးနဲ့អော်လာတော့လာလေးရတဲ့သားလေးတော့ခလန်းလန်းလေးအော်လာအနားရောက်လာအဲ့ဒီခါကိုဒီခါစွန့်စားရပြန်ခန္ဓာကိုယ်ကြီးကိုဘုရားရှင်ထူတန်းပြီးအစ္ဆတိကေပါဏုပိရံဗုဒ္ဓံဝိသမ္မိဘုရားရှင်ကိုလူတန်းပြီးဘုရားတဲ့သံဃာယတနာသုံးပါးကိုလူတန်းပြီးကိုယ်နဲ့တဲ့ကိုမြတ်စွာဘုရားလူတန်းပြီးငါကြောက်เสียမရှိပထမနည်းနည်းလေးဖက်ကနေစီကြောက်စိတ်လေးပေါ်တယ်ကြောက်စိတ်တွေကပေါ်တယ်ပေါ်တဲ့ကြောက်စိတ်ပေါ်တဲ့နေရာကိုလိုက်ရှာစိတ်အာရုံနဲ့ဟတ္တရအာရုံဖက်ကနေသွားတွေ့တယ်ဩဒီမှာပေါ်တာကိုပေါ်သေးသလားထက်စိတ်ကြီးမပေါ်တော့ဩစိတ်မှာပေါ်စိတ်မှာချုပ်ထားကိုလို့ရှေ့စိတ်ကိုနောက်စိတ်နဲ့တတိကလိုက်တယ်တရားဓမ္မတွေကြောက်တယ်ဆိုတာဘယ်ကပေါ်တာစိတ်ကပေါ်တာနားလည်တယ်နော်စိတ်ကိုဖမ်းမှတ်ကြောက်တဲ့စိတ်ကိုမကြောက်တဲ့စိတ်နဲ့ပြန်ကြည့်ရှေ့ကြောက်နေတဲ့စိတ်အဲ့ဒီစိတ်ရှိသလားဒီစိတ်ရှိသလားပြန်ကြည့်ကြောက်တယ်ဆိုတာဧည့်သည်စိတ်လားအိမ်သည်စိတ်လားဧည့်သည်စိတ်ဒေါသစိတ်ပေါ့နော်ဒေါမနတာဆိုတဲ့နှလုံးမသားတဲ့စိတ်ဒေါသသူကဒေါသအသေးစားလေးတိမ်မွေးတဲ့ဒေါသစိတ်ကလေးအဲ့ဒီတော့ဒီစိတ်ကိုပြန်မှတ်ရင်နဲ့အိုးကိုနဲ့မဆိုင်ဘူးကိုနဲ့မသိတယ်ဒီကောင်ကြီးဟာကို40နာရောက်လာဖတ်ဆိုရင်မမျော်လင်းမဲနဲ့အာရပါယအတန်ကြီးကျဲလုံးတဲ့အတန်ကြီးအော်ချပြီးတော့
ဖြတ်ဆိုရင်အဲ့ဒီစင်မောတက်ကိုလက်နဲ့ကြောင့်လှမ်းတင်လိုက်တယ်ဘာလဲဒီမျက်စိလေးဖွင့်ပြီးကြည့်လိုက်တယ်ဩတက္ကကြီးလားအေးတက္ကကြီးရေကျုပ်တခုပြောမယ်ကျုပ်ရဲ့ခန္ဓာကိုယ်ကြီးကိုတော့သာသနာတော်ကိုယာဝစီဝံလက်ပိတ်တံယတိပါဝေနသာသနေလို့ဘုရားရှင်လူတန်းပြီးပါပြီခင်ဗျားတက္ကကြီးကျုပ်အသားကိုစားလို့စားအသွေးတောက်လို့တောက်စိတ်တဲညတော့ပြုလုပ်နေတယ်တိုးတော့အနည်းငယ်တရားစကားလေးတော့ပြောပြရပြောအောင်မယ်တရဏဂုံသုံးပါးဒီပေးငါးပါးသီလဒီဟောမကောင်းတဲ့အာဟုသောကံတရားတို့ကြောင့်စီရင်နှွမ်းမသောတရိစ္ဆာန်ဘဝကိုရောက်ရတဲ့အကြောင်းတွေဟောငြင်းနေတာအဲ့ဒီလက်နဲ့ကြောင့်တင်ပြီးငြင်းနေတာခေါင်းကလူတစ်ယောက်ဖက်ကြော်တယ်အဲဒါမို့လူနှစ်ယောက်ဖက်လောက်ရှိတယ်မယ်ထင်တယ်ကြီးပဲခေါင်းကြီးရသူပါဇက်ကတကယ်စားလိုက်မယ်ဆိုအကောင်လိုက်ကြောက်ကနေမျိုးလို့ရအဲ့ဒီတော့သူ့ကိုလက်ကလေးကာပြီးတော့သီလပြီးတရားဟောမေတ္တာကမ္မစီပြပြီးတရားဟောရင်နဲ့ကဲတက္ကကြီးစိတ်တညကိုလို့ကျုပ်လည်းကိုလို့မယ်လို့ငါတရားမှတ်တော်မယ်လို့ခါလီဆန်းပဲတရားမှတ်မလို့လည်းကြံလိုက်ရောက်ဖြတ်ဆိုလက်တစ်ဖက်ကအောက်ကိုချနောက်တစ်ဖက်ကလည်းအောက်ကိုဖက်ကနေချပြီးတော့ဗဒတ်ရက်ပြီးတော့အောက်ကိုဆင်းသွားချတယ်ဆင်းပြီးអော်ပြီးတော့သူဟန်တဲ့သူတောင်ချောက်ကြားတဲ့ကိုဝင်သွားချတယ်ကဲဘာကြောင့်လဲတာဘုန်းကြီးတရားရလို့မဟုတ်ဘူးနော်တရားမရသေးဘူးစွန့်စားတော့မှအာထုတို့ပဲကြံသေးတယ်အဲ့ဒါဘာကြောင့်လဲဘာရတ္တိလဲဆိုရင်မေတ္တာရတ္တိဘာရတ္တိမေတ္တာတ္တိမေတ္တာစွမ်းအားလေးအဲ့ဒါလို့မဖြစ်ခင်လေးမှာဘုန်းကြီးစမ်းကြည့်တယ်ပေါ့လေမေတ္တာတရားနဲ့ပတ်သက်ပြီးတော့မေတ္တာသုတ်တံတစ်ခုတည်းကိုဘုန်းကြီးတစ်လလောက်လေ့ကျင့်တယ်အဲ့ဒီမေတ္တာသုတ်တံအကျိုးကိုစကိုင်းကကန္နာဆရာတော်ကြီးမူလကန္နာဆရာတော်ကြီးရေးခဲ့တဲ့စာအုပ်တို့တွေ့မေတ္တာကမ္မထံစီးဖြန်းတဲ့ပုဂ္ဂိုလ်ဟာနတ်တီတောင်မှလက်ရောက်ပြီးတရားနာတဲ့အကြောင်းနတ်တီနဲ့တောင်မှစကားတွေပြောရတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒါလို့သိရမှာဒါတကယ်ဟုတ်လို့တကယ်ကိုရှိတာငါလေ့ကျင့်မယ်ဆိုတလားလောက်လေ့ကျင့်တယ်ဟုတ်တယ်ဗျာတော်ထဲမှာကမ္မထံမေတ္တာကမ္မထံစီးဖြန်းတော်နဲ့ရောက်လာတာတော့တစ်ခုလုံးမှာအိုးအတန်ကြီးမြောက်များစွာဖြစ်လာတန်ပေးကြယင်ပြီးတရားသားလေးကျမ်းလာကြတယ်သာဓုတွေအချိန်ကြီးခေါ်ကြအဲ့ဒီချိန်ကြတော့ကိုကမေတ္တာတရားကြီးစုရှိတယ်ဒါကိုလို့မေတ္တာပေါ်မှာယုံကြည်ခဲ့နောက်ဆုံးမှာမေတ္တာပို့တဲ့နေရာမှာနောက်ဆုံးဘယ်လောက်ထိများပို့တယ်ဆိုတော့အလုံးလူနဲ့ပြမတတ်တော်လေကျမ်းမာကြပါစေချမ်းသာကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေဒီနှစ်ခုတည်းပို့လိုက်ဒီနှစ်ခုတည်းမေတ္တာပို့တာအခြေကြီးမဟုတ်ဘူးကျမ်းမာကြပါစေလို့အာယုံညွှန်လိုက်တဲ့အခါမှာသူတို့တဏ္ဍာထဲမှာ96ပါးယောဂဝိညာဉ်တွေလုံးဝမရှိပါစေနဲ့ချမ်းသာကြပါစေဆိုတဲ့အဓိပ္ပာယ်ကခန္ဓာကိုယ်ထဲမှာကိလေသာမှန်တယ်များတယ်ဘာမှမရှိကြပါစေနဲ့နှစ်ခုတည်းနဲ့ခရီးရောက်တဲ့တရားဓမ္မတို့သောပေါက်တယ်နော်ဒါမေတ္တာရဲ့ဆွမ်းအားလေးတွေကျမ်းမာကြပါသည်ချမ်းသာကြပါသည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အဲ့ဒါလေးဒီနှစ်ခုတည်းကိုလွှမ်းခြုံပြီးတော့မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းခြင်းကြောင့်မေတ္တာအကျိုးတွေဟာဟုတ်တယ်အနားလာပြီးတော့တရားနာကြတယ်အလွန်မွေးကြတဲ့အနားကြီးလာပေးကြတယ်တခါတည်းခဝေးဝေးကယောဂစုံနဲ့တွေကိုထင်ချပြကြတယ်ဒါဟာပါရဲ့ဆွမ်းအားကြောင့်အလုတ်ဆိုတာတရားဓမ္မတွေမလုတ်ရင်တော့မသိဘူးနော်တကယ်လုတ်ကြည့်ရင်တကယ်သိတာတကယ်သာကြိုးစားအသက်နဲ့လဲပြီးတော့ကြိုးစားတကယ်ကြိုးစားရင်တကယ်ကိုထက်တန်းရောက်သူ့လိုငါလိုနေရင်တော့သူ့လိုငါလိုတော့ဖြစ်မှာပေါ့နော်တကယ်လို့အဟုတ်သိရတရားထိုင်မယ်ထူးခြားအောင်ငါလုပ်မယ်ငါထူးကိုထူးရမယ်ထူးခြားတဲ့ပန်းနိုင်ကိုရောက်ကိုရောက်စေရမယ်ရောက်အောင်ငါလုပ်မယ်ရောက်ကိုရောက်ရမယ်စိတ်ကိုတော့တခုတည်းဧကစိတ်ကံတခုတော့စိတ်ကိုစံဒိဋ္ဌိပတ်နဲ့ရှင်လိုက်ဣတိပတ်၄ပါးထဲမှာစံဒိဋ္ဌိပတ်ပြင်းထန်သောဆန္ဒကိုယူလိုက်
စိတ်တိပတ်မိမိစိတ်ဟာတခုတည်းသောအာယုံတခုတည်းကိုစိတ်ကိုဆုံးဖြတ်ချက်ချတာအဲ့ဒီသန္တိပတ်နောက်ကမှာစိတ်တိပတ်စိတ်တိပတ်နောက်ကမှာဝိရိယတိပတ်ဝိရိယကိုတင်ထားရဝိရိယကတော့အယုကြည်ကြည်အရေးဆုပ်ဆုပ်နောက်မဆုပ်အသွေးခမ်းရင်ခမ်းသွားမည်စီဘယ်တရဝဘယ်ကောင်းလာစားတာဒီခရီးမူရကင်းကောင်မြောက်မွေကောင်ကြီးတွေဒီကိုလုံးခြောက်သွားနေတယ်ဒါကိုယ်နဲ့မဆိုင်ဘူးတို့လို့လောက်တာတခါတည်းရမြန်တော့တကယ်မွေမဟုတ်ဘူးလာစမ်းတဲ့မွေတွေရှိသေးတယ်တောဆောင်တဲ့တွေကလာစမ်းတာအလွန်ကြီးမားတဲ့မွေကောင်ကြီးပုံကနာဖန်ဆင်းပြီးလာကြတယ်ဒီကိုလုံးခြောက်တက်ပြေးကြတာပတ်ထားသလိုဖြစ်နေတယ်ခါတည်းရလက်ကောင်ကြီးလွန်တာကြီးမားတဲ့လက်ကောင်ကြီးတဲ့ကောင်အဲ့ဒီပုံကနာလာကြတယ်အလွန်ကြီးမားတဲ့ကင်းကောင်ကြီးတွေကင်းဆိုဘုရားတို့3ထွာလောက်ရှိတယ်အကျော်ကြီးတဲ့3ထွာလောက်ရှိတဲ့ကင်းကြီးတွေ3ထွာလောက်3ပေလောက်ရှိတဲ့သူ့ခွန်ကြီးက3ပေလောက်ရှိကောင်ကြီးချဲငပြောလို့ကြားတဲ့ကထွက်လာမရတဲ့ကကိုခေါင်းတဲ့ကြော်သွားတယ်သူတို့လမ်းကြည့်တော့သူတို့တရားဟောတရားစကားပြောပြီးတော့နောက်ဆုံးပြန်သွားကြတယ်အဲ့ဒါတွေဟာဘုန်းကြီးတို့တရားဓမ္မဘောတော်ကောင်းတို့တကယ်ကင်းတော့မဟုတ်ဘူးလာပြီးတော့စံကြတော့တောင်းပါနော်ညာကြီးရှိတယ်တော့အတွေ့အကြုံတောင်းတွေ့တော့အတွေ့အကြုံပြောမယ်ဆိုရင်မိုးတလင်းပြောလို့မပြီးနိုင်ဘူးတော့ဘုန်းကြီးတော့စကားပြောတတ်တာပေါ့ဟုတ်လားအဲ့ဒီတော့တရားဓမ္မဘောတော်ကောင်းတော့လူကြီးဘုန်းကြီးပြောကျင်တာစွန့်စားခြင်းဆိုတဲ့စကားလုံးနဲ့ပြောတာပါအဲ့ဒီစွန့်စားခြင်းရဲ့နောက်ွယ်မှာထူးခြားတဲ့အသီးလေးတွေမပေါ်လာဘူးလားတတ္တိရှိရတယ်တတ္တိတော့ရှိရတယ်နော်ခါတည်းရကျော်ဒီလာပဲသူကြောကုန်းလာပြီးတော့အေးစစ်တဲ့လက်ကြီးတွေနဲ့လာပြီးတော့ထိနေကြတယ်ကျော်ဒီလာထုနေတယ်အရိကသူတို့ကိုမေတ္တာပို့လှပြီးတော့အမျှဝေလိုက်ရတယ်တခါတည်းကနောက်ကနေပဲကောင်းတဲ့ထီပြီးငိုတဲ့တရဝါလည်းရှိသေးတယ်မေတ္တာပို့ရပြန်တရားမှတ်ခွက်တွေတခါတည်းနဲတချို့နေရာတွေကြတော့မှတ်ရတာအချိန်ကသိမရှိသလားသူတို့အတွက်ပဲအချိန်ပေးရလိုက်ရတချို့သုတ်တန်နေမှာဆိုတော်တော်များတယ်ပေါ့ကြံတန်းကြဒါပေမဲ့အဲ့လိုသုတ်တန်တူတင်ဆောက်တည်တဲ့အခါမှာအကျိုးတော်အလွန်များပြားပါသူတို့အတွက်အသိကြီးသူများပြားကုန်တယ်အချို့ဒုက္ခိတတရဝတွေကျက်လက်ပြီးတော့ရုပ်ကစိုးတွေဖြစ်တဲ့ပုဂ္ဂိုလ်တော်တော်များကြကျွတ်တရားတွေရကုန်ကြတယ်ကုသိုလ်တွေကြောင့်တရားအသီးတွေတရားသားတွေကြားပါများရင်တပတ်လောက်ဆိုရင်သူကယဉ်ကျေးပြီးတော့ကိုယ့်ကိုအချောက်လှနေမလို့တော့ပထမလောလောဆယ်တရားနဲ့တော့ဒုက္ခပြီးတတ်တယ်ရင်းနှီးကျွမ်းကျင်အောင်သူတို့အမြဲတမ်းမေတ္တာလေးနဲ့သူတို့ကိုပို့ပေးပြီးတော့ပို့လွှတ်ရအဲ့တော့မေတ္တာစွမ်းအားလေးကလည်းမေတ္တာပို့တဲ့အခါမှာကြောက်ရွံ့နဲ့မေတ္တာပို့ရင်မေတ္တာကမဆူချပြန်ဘူးတကယ်နှလုံးအိမ်ထဲမှာဆွေးမြင့်အောင်သူတို့ကရင်ဝယ်သားသမီးများကဲ့သို့မေတ္တာလွှမ်းခြုံပြီးတော့ပို့မှာမေတ္တာကဆူချမေတ္တာကအားရှိအဲ့ဒီမေတ္တာရိပ်မှာခိုလုံခွင့်ရလိုက်တဲ့တတော်တွေဟာကိုယ့်ရဲ့မေတ္တာကြောင့်သူတို့လှမ်းပြီးအမျှဝေလိုက်သူခါမသာဓုကိုအာမရရခေါ်ဆိုလိုက်ချင်းချောင်းချစ်ရှင်းမဲ့ပျောက်ကွယ်ပြီးတော့ကောင်းသောသုဂတိဘဝကိုရောက်သွားကြတယ်လောကမှာဆန်းကျဲတယ်နော်တရားဓမ္မတွေမြင်ရတဲ့တရားတွေမမြင်ရတဲ့တရားတွေအများကြီးပဲမြင်ရတဲ့ပုဂ္ဂိုလ်ကအနည်းငယ်သာရှိတယ်မမြင်ရတဲ့ပုဂ္ဂိုလ်ကလောကမှာအလွန်များပြားတယ်နော်အဲ့ဒီတော့ဒါတွေဟာသူတို့ရဲ့ကမ္မန္တတ္တိဝိပစ္စတိဆိုခြင်းကြောင့်ကံတရားကြောင့်သူတို့ဟာဘာဖြစ်နေကြလဲအကျိုးပေးခံနေကြရတယ်။ဘာကံလဲလို့မေးဒုက္ခိတတရဝများရဲ့ကံကအကုသိုလ်ကံတတ္တိကုသိုလ်တွေမင်းလျောပြီးနေခဲ့တာကြောက်စရာသိကောင်းတယ်နော်။သာသနာမှာလည်းတွေ့ပါရဲ့မိကောင်းပါခင်သားသမီးလည်းဖြစ်ပါရဲ့ဘာမဟုတ်တဲ့ဒုစရိုက်လမ်းမှာပေါ့ရောက်ရင်းနဲ့ဘဝကိုမိုင်မဲသိမ့်ပြီးတော့မကောင်းဆိုးဝါးဘဝကိုရောက်သွားတဲ့ပုဂ္ဂိုလ်တွေနည်းလားအများကြီးလားအများကြီးပဲအဲ့ဒါဟာဘ
ဘာကိုမေးလျော်ခဲ့လို့ကုသိုလ်ကောင်းမှုတွေမေးလျော်ခဲ့တယ်တဘဝမေးလျော်မိခြင်းကြောင့်တသံတရားလုံးခံပြီးရောကြောင်းမဲ့ပဲကောင်းတယ်နော်တရားမလို့အားလုံးမိဘညီကောင်မောင်တို့မိသားစုတို့သဘောထားပြီးထပ်ပြောပါတယ်တရားဓမ္မတွေမေးလျော်ပြီးမနေကြပါနဲ့ဘဝကိုရင်နာကြပါဘဝကိုကြောက်ရွံ့ကြပါဒီဘဝကြီးကသိရင်နာဝယ်ကောင်းလာပါတယ်တန်ត្រာကျမ်းတဲ့ဘဝကြီးတွေကရင်နာစရာကောင်းလာပါတယ်ကျက်သိမ်းထဝယ်ကောင်းလိုက်တဲ့ဘဝကြီးတွေကိုမရောက်မိအောင်ကြိုတင်ပြီးတော့ပြင်ဆင်ကြတစစစလေးမိမိရဲ့ကုသိုလ်စိတ်ကလေးတွေကိုတိုးတက်အောင်စွန့်စားစားပါလို့ရမယ်ကြိုးစားပေးရပါမယ်နားလည်ပါတယ်နော်တရားအထုတ်ခြင်းမှာတရားထုတ်နေရမှာကြောက်ရွံ့ပြီးမနေပါနဲ့တရားအထုတ်ရမှာကိုမကြောက်ပါနဲ့တရားအထုတ်တဲ့အလုပ်ဟာကြောက်စရာမဟုတ်ထိတ်လန့်စရာလည်းမဟုတ်တကယ်လို့စိတ်ထဲမှာတမာတိလေးဖြစ်လာလို့တမာတိကြောင့်တခါတည်းရနမိတ်လေးဝင်လာတတ်တဲ့ကမ္မထာနမိတ်အဲ့ဒီနမိတ်တွေကျအာတုဘလိုအတိကောင်လိုဖြစ်တတ်တယ်ဘယ်မှာပေါ်နေတာလဲလို့မေးစိတ်မှာပေါ်တာဒါကမ္မထာအထုတ်လို့နော်တမာတိကြောင့်ဖြစ်တဲ့သဘောတမာတိကြောင့်ဒီဒါလူတိုင်းမဟုတ်ပါဘူးသူ့ဇရိုက်နဲ့သူပေါ်တာပါပဲပေါ်ရင်ပေါ်တဲ့စိတ်ချစ်စိတ်ကလေးဘာကြည့်ရမလဲနောက်စိတ်နဲ့ပြန်ကြည့်လိုက်ရှေ့အာယုံပေါ်နေတဲ့အာယုံလေးဟာအရှိလားမရှိလားမရှိတရားဒါပြညတ်ပဲဥစ္စာဟုတ်တယ်နော်အရှိလားမရှိလားမရှိဘူးမရှိတာထပ်ဆင့်ကြည့်လိုက်မရှိပြောက်သွားတာပဲစိတ်မှာပေါ်တာကိုတရားဓမ္မတို့ရဲ့တကယ်တည်းသုတ်တန်မှာသွားပြီးတော့သုတ်တန်ကူထဲမှာဘုန်းကြီးတို့သုတ်တန်တစ်ခုမှသွားခဲ့တယ်တောက်ချောက်ကြားလေးကြည့်တော့ဟိုဘက်ချောင်းကပါလေးဒီချောင်းလေးလည်းတော့သွားတယ်ခေါင်းကတစ်ပိုင်းလောက်ပေါ်နေတယ်အဲ့ဒီမှာတရားလေးမှတ်ပြီးနေကိုမျက်စိခွင့်ပဲတရားမှတ်နေတယ်အဲ့ဒီခေါင်းလေးကလက်ချောင်းကြီးတစ်ချောင်းထွက်လာတယ်အမွှေးချေကြီးနဲ့ထွက်လာတဲ့အမွှေးအဲ့ဒီဟာကိုလှမ်းကြည့်တယ်ဒါဟာအရှိလားမရှိလားကိုယ်စစ်စစ်လိုက်တယ်မရှိဘူးပညာအာယုံလာပေါ်တာဘလောက်ပေါ်တယ်ပြောပါပေါ်ငါကြည့်အောင်မယ်ကြည့်ပေးမယ်နေပါလို့ပဲငါတဏ္ဍာထဲမှာဘာတွေရှိတယ်သီလသမာဓိပညာကုသိုလ်တွေပြည့်နေတယ်ဒီဒုက္ခိတတတ္တဝါတွေတဏ္ဍာမှာကုသိုလ်ကောင်းမှုမရှိဘူးငါကကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်ဘာကြောက်เสียလို့သေးတယ်လဲကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့အနာကိုခန္ဓာကိုယ်ကြီးကိုအကုသိုလ်များတဲ့ပုဂ္ဂိုလ်ကမထိတွေ့နိုင်ဘူးကိုယ့်ကိုရဲစိတ်ကလေးတွေယူပြီးတော့ကြည်ထားတာအနာရောက်လာတယ်နဖူးနာထီရောက်လာကြည်ထားတယ်ဩအေးဒုက္ခတော့မဖြစ်ကြစေနဲ့ကွယ်လို့ပြောလိုက်တော့ဖတ်စုတဖြည်းဖြည်းတည်းပြန်ဝင်သွားချနမိတ်ဆိုးတွေနော်ကာတဲ့ဘုန်းကြီးကတော့ဟိုတုန်းကတော့ဝက်သားကြိုက်တယ်ဝက်သားကြိုက်တဲ့အခါဝက်သားကိုတနေ့ဝက်သားစားသွားတော့ည2 နာရီလောက်မှတရားမှတ်ရင်နဲ့လက်ကိုလာရက်တယ်ခြာအကျန်းကြီးနဲ့လာရက်တာညာဘက်လက်ကပေါ်နေတော့ဒုက္ခလေးကပေါ်ရုံနဲ့ညာဘက်လက်ပေါ်ချွေးတွေဆွတ်တာချွေးကိုလာစုပ်တာသူတို့ကရှားကြီးနဲ့ခြာကျန်းကြီးနဲ့လာရက်တယ်ဖြတ်ဆိုလန့်မျက်စိဖွင့်ရင်အနာဘာမှမရှိဘူးအဲ့ဒါကဂူပေါ်ထဲမှာဂူထဲမှာထိုင်နေတဲ့အရှိအဲ့တော့မျက်စိဖွင့်ရင်မရှိတော့ပြန်မှတ်တယ်နောက်တစ်ခေါက်လာပြီးရပြန်ဖြတ်တယ်ဩငါဟာဘာလို့ငါခါတိုင်းခါမကြည့်ပဲဒီနေ့ဘာလို့လဲဩငါသူတို့မကြိုက်တဲ့စားမိတာကိုဝယ်သားစားမိတာကိုငါအနံ့တွေပြင်းထန်လိုက်တယ်အဲ့နဲ့စားပြီးရထားလိုက်တယ်နောက်တင်သွားတယ်မဖြစ်ဘူးနောက်တင်သွားဖြစ်လို့ရှိရင်တရားမှတ်တယ်မလာဘူးငါးတွေတော့စားသေးတယ်ငါစားရင်လည်းအနံ့တွေလာပေးသေးတယ်ထူးခြားချက်တစ်ခုက9 ရက်လောက်တရားအားထုတ်သုတ္တမ9 ရက်လောက်အားထုတ်တော့လူ4 ယောက်ရောက်လာတယ်ပစုခရောင်းကြီးကြည့်ပြီးတော့အဖြူကထောင်သားနေလို့ခေါင်းတုံးနဲ့လူ4 ယောက်ခေါင်းကြီးတလို့ထမ်းပြီးအနားရောက်လာဒန်းဆိုခေါင်းကိုချတာအနားမှာခေါင်းကြီးချပြီးတော့ဟေ့ကောင်ကောက်ထက်အဲ့ဒါလို့လမ်းပြောတယ်ဘုန်းကြီးကိုခေါင်းထဲမှာကောက်ထက်ခိုင်းတာငင်းလေးသူတို့အတန်လေးကိုထပ်ဆင်းမှတ်နေတယ်မဆက်အောင်အဲ့ဒါကြာတိပဲဒီမှတ်နေတယ်ကိုအမှတ်ကလို့မပြတ်ဘူး
ကြီးနေနဲ့ထပ်ပြောတယ်3កောက်4កောက်ပြောတယ်နော်နေရတော့ကဲကွာရမှာမဟုတ်ပါဘူးကွာလာဆိုတော့မြေကြီးတဲ့ကို4ယောက်စလုံးမြေကြီးတဲ့ဝင်သွားကြနမိတ်တည်းအဲ့ဒီချိန်မှာတတ္တိမရှိရင်ဘာဖြစ်နိုင်လဲတရားဓမ္မတော့ယူသွားနိုင်တယ်နော်ပေါ်လာတဲ့အာယုံဝိပဿနာဉာဏ်နဲ့သာမထိန်လိုက်ဘူးဆိုရင်စိတ်လှုပ်ရှားတတ်တယ်စိတ်လှုပ်ရှားရင်နှလုံးသွေးပြတ်သွားနိုင်တယ်ဘဝင်စိတ်ဟာတုံလုံးသွားလို့ရှိရင်နှလုံးသွေးပြတ်ပြီးတော့ဥနှောက်သည်ကောင်းအလုံးမလုပ်ပဲနဲ့ကြောက်စိတ်တွေဝင်သွားတယ်ဘုန်းကြီး3ရက်လောက်ယူဖူးပါလားသုတ်တံမှာပထမသုတ်တံကမ္မထံအထုတ်စဉ်တုန်းကယူတယ်ဆိုတာကဘယ်လိုဖြစ်သွားတယ်လဲဆိုတော့နမိတ်ကိုညသူတို့အာသုဘတကုသွားရှုတာလူတယောက်တတ်ထားတာတတ်လို့9ရက်လောက်ရှိပြီတည်ထားတာအသေးကောင်းကြီးအဲ့ဒါဆေးုံကနေပြီးတော့လာပြီးတော့တကြိုဖို့ယူလာကြညာကြီးအဲ့ဒါကလားလေးကိုပြောတယ်အေးကလားလေးမင်းတို့ငါပြောသေးပြီးမယ်ကွာအဲ့ဒီအကောင်းကြီးမမြုပ်တဲ့ခဏထားပါဦးအဲ့ဒါနားလက်သားအကောင်းကြီးပုံပြဆမ်းပြဖြစ်နေတာကိုပုတ်ပနေတာလောက်တည်းရတယ်တော်ဖြစ်အဲ့ဒါပထမတော့လေပေါ်ထက်ကမှတ်တယ်နောက်လေအောက်ကမှတ်တယ်ရတယ်တော်ရတယ်အဲ့ဒီနမိတ်ကြီးကဝင်းနေရောမထွက်တော့ဘူးမျက်စိထဲကဘယ်သွားဘယ်လာမထွက်တော့မထွက်တဲ့တခါတည်းကိုယ်လက်ချောင်းလေးထောင်ကြည့်တယ်ကိုယ်လက်အကြီးဖြစ်နေတယ်ကိုယ်လက်ညောင်းလေးညှိုးလေးရလူတယောက်ခက်လောက်ကြည့်နေဟာကိုကြောက်လာဆွမ်းကန်ထွက်လို့ရှိရင်ဆွမ်းလာလောင်းတဲ့တရားဓမ္မလက်ကလမ်းရိုင်းလာလို့ရှိကိုယ်လာဖက်တော့မယ်လို့ဖြစ်နေကြောက်တယ်နောက်ဆုတ်တယ်လန့်သွားတယ်သိတယ်ငါမှားနေတယ်ငါနမိတ်အာယုံကိုငါမနေနေမှားနေတယ်ဒါရှိလားမရှိလားကိုခွဲလို့မှတ်နေတယ်ဒါမှလွတ်ထွက်တာတရားဓမ္မတကယ်အလုပ်လုပ်တဲ့အခါခက်တာလေးပြောတာနော်ပြောရတာတော့လွယ်ပါတယ်တရားအထုတ်တဲ့အလုပ်ပါဒီဒါသမထလုပ်တဲ့သုတ်တန်နဲ့ဒုတိယနဲ့ပတ်သက်ပြီးတော့ပြောရတဲ့အခါမှာလွယ်တယ်သမထလုပ်ကတကယ်လှုပ်လာတဲ့အခါကျတော့ခက်ခဲတွေအများကြီးရှိတယ်တော်တတ္တိနဲ့တော့မလွယ်ဘူးလားဘုရားဓမ္မတို့တတ္တိရှိဖို့သိလိုရတယ်အဲ့ဒါကြည့်နဲ့ပြန်ပြီးတော့သုတ်တန်ပြန်မှတ်တရက်2ရက်3ရက်နဲ့ညနေ6နာရီလောက်ကြာမှမှတ်ကလေးပြန်ရလာတယ်အဲ့ဒီသဘောလေးပိုင်လာတယ်အဲ့ဒီအတုပကောင်းကြီးကတဖြည်းဖြည်းပျောက်မရှိတော့ဘူးစိတ်မှာချုပ်ခဲ့တယ်ဒါပေမဲ့လို့လဲစိတ်အစဉ်ထဲမှာကနမိတ်ဆိုးကကတ်သွားတာကိုပညာကကတ်သွားတယ်တရားဓမ္မတို့အဲ့ဒီပညာအာယုံကိုခွာရတာတော်ခက်တယ်တော်လေးခွာယူရတယ်တတိဝရိယဇွဲတင်ပြီးခါယူပြီးတော့ဖြည်းဖြည်းလေးပျောက်ကွယ်တော့လုံးမရှိတော့ဖြည်းဖြည်းလေးကိုယ်လက်ညှိုးထောင်ကြည့်တယ်ရိုးလေးဖြစ်သွားပြီအဲ့ဒါကိုတောင်မှပဲတကယ်လို့အဲ့ဒီအချိန်ကြတော့မှသမထဘာဝနာဟာအတုပကမ္မဋ္ဌာန်းရှိရတာလွယ်တယ်လို့ခက်တယ်တကယ်ကျင့်တဲ့အခါခက်တယ်တရားဓမ္မတို့နော်ဘိန်းတို့ရွှေချဝဲဆိုတာဘာတွေမှမသိလောက်ဖြစ်သွားချာဘယ်နေရာမှာပဲထိုင်စားရအခုဆိုရင်ဘိန်းတို့မစင်မုံထဲမှာထိုင်စားရင်လည်းယွန်းတယ်ဆိုတာမရှိဘူးယွန်းချစရာဆိုတာမရှိဘူးဘယ်နေရာစားအိမ်တို့ကတော့ယွန်းတဲ့တော့အိမ်သားထဲမှာသွားဆွမ်းစားတယ်တောအိမ်သားဆိုတဲ့နေရာမှာတောအိမ်သားအောက်ကမစင်းနေတဲမှာလောက်ဒီပိုးလောက်ဒီတဖြည်းဖြည်းဖြစ်နေတယ်အဲ့ဒီထဲမှာသွားဆွမ်းစားတာဗဇက်ကအာထွက်တယ်အာနဲ့ဥစ္စာအဲ့ဒါလှမ်းကောက်ပြီးပြန်စားတယ်အဲ့ဒါတော့လေ့ကျင့်တယ်စားရမယ်မင်းဟောဒီမစင်ကောင်းလေးပြောတော့မင်းဘိုက်ထဲမှာလည်းအများကြီးရှိတာပြန်စားပြန်ဝါအောထွက်တယ်ပြန်စားတယ်အောထွက်တယ်ပြန်စားတယ်နောက်ဆုံးမူမှန်လေးဖြစ်သွားချတာဘယ်လိုပဲစားရဘယ်လိုနေရလဲသင်ညာကိုပိုင်သွားတယ်တရားဓမ္မတို့နားလည်တယ်နော်နမိတ်ကလေးကိုကဆုံးမလို့ရသွားရှာတယ်စိတ်ကလေးကိုပြုပြင်လို့ရသွားရှာတယ်ကဲအဲ့ဒါဘာရစွန့်စားဘာလဲလို့မေးရင်တရားအတိရဲ့တဇစွန့်စားလေးကြိုးစားလာခဲ့ခြင်းကြီးဟူသောအကြောင်းကြောင့်မိမိဖြစ်ပေါ်လာသောအာယုန်နမိတ်မှန်သမျှတွေကိုပယ်စွန့်နိုင်တယ်ဖြစ်စည်းနိုင်တယ်ဟုတ်တယ်နော်ဖြစ်ပေါ်လာတော့အာယုန်နမိတ်မှန်သမျှတို့ကဘုန်းကြီးတို့တရားဓမ္မတွေအရှိလားမရှိလားမရှိပါဘူးမရှိတာမှန်သမျှတွေကဘာလို့ခေါ်လဲပညာဟုတ်တယ်နော်ပထမတော့အရှိပထမတော့
ထပ်ဆင့်ကြည့်ရင်မရှိဩကြည်လေဝေးလေကြည်လေမရှိလေဆိုတာကပညာကြည်လာလေတွေ့လာလေကပရမတ်ဟုတ်လားကြည်လာလေမရှိလာလေကပညာဆိုတာမရှိဒီကိုလုံးကြီးကဲဒီနေ့တရားဓမ္မတွေကိုယ်ခန္ဓာကိုကြည့်ယောက်ျားမိန်းမခေါ်ထားတယ်နော်ယောက်ျားဆိုတာတကယ်ယောက်ျားဟုတ်ရဲ့လားသမုတ်ထားတာတရားဓမ္မတွေသမုဒ္ဒိပညာကြီးပဲတဏ္ဍာနပညာကြီးပဲယောက်ျားပုံစံကြီးကတဏ္ဍာနပညာကြီးပဲအဆိုင်ခဲတရတဏ္ဍာကြီးဖုံးလို့ထားတော့ကဏပညာကြီးအဲ့ဒီပညာပေါ်မှာတတိကပ်ပြီးလမ်းကြည့်ခေါင်းဟုတ်ရဲ့လားသမုတ်ထားတာခေါင်းမှမဟုတ်ပဲသူတတ္တိလေးကဘာသဘောလေးရှိဖောက်ပြန်မှုသဘောလေးလက်တကယ်လက်လားသူတတ္တိကဘာသဘောရှိတယ်ဝမ်းပိုက်ခန္ဓာတစ်ခုလုံးကိုကြည့်ဝမ်းပိုက်တွေတစ်ခုလုံးရှင်းထောက်လက်တွေဟုတ်ရဲ့လားဘာတတ္တိလေးရှိတယ်အဲ့ဒါလို့ခွဲလိုက်ရတယ်တစ်ခုလုံးညာနဲ့ခြုံရတဲ့ကတတ္တိလေးတစ်ခုကဘာလေးတစ်ခုတွေ့ရမယ်ဖောက်ပြန်တတ်တဲ့သဘောလေးတစ်ခုကိုမြင်ရပါမယ်ယောက်ျားလည်းမဟုတ်ဘူးဖောက်ပြန်တာကမိန်းမလည်းမဟုတ်ဘူးဟုတ်တယ်နော်ယောက်ျားလည်းမရှိမိန်းမလည်းမရှိဘာလေးတစ်ခုသာရှိတယ်ဖောက်ပြန်တတ်တဲ့သဘောတတ္တိလေးတစ်ခုသာရှိတယ်ဒါဆိုရင်အဲ့ဒီဖောက်ပြန်တတ်တဲ့သဘောတတ္တိကလေးကိုဘယ်သူကသိတာလဲစစ်စစ်လိုက်အတိစိတ်ကလေးဆိုတဲ့နာဟုတ်တယ်နော်တကယ်လို့မို့ယောက်ျားမိန်းမလို့ခေါ်ဆိုအပ်သောဒီဝတ္ထုပေါ်မှာတင်စားပြီးတော့လှမ်းပြီးတော့အတိစိတ်ကလေးပထမနာပေါ်မှာဉာဏ်ကလေးဆင့်လို့မှသိလာရခြင်းကြောင့်နာမှာဉာဏ်လေးနဲ့ဆင့်ပြီးတော့သိနေလို့သိတတ်တဲ့အာယုံလေးကနန္တရားဟုတ်တယ်နော်ဖောက်ပြန်တတ်တဲ့အာယုံလေးကရုပ်တရားဒါဆိုရင်ခန္ဓာတစ်ခုလုံးမှာဉာဏ်နဲ့မှွေနှောက်ပြီးကြည်တိုင်းမှာယောက်ျားလားမိန်းမလားပုဂ္ဂိုလ်လားတတ္တဝါလားယုံနဲ့နာလားဒါကွဲရမယ်နော်ယုံနံကိုယုံမှတပါနာမတပါဘာမှမရှိဘူးလို့ကိုင်းကနေကွက်ကနေရှင်ကနေလင်းကနေသုံးညတမြင်သွားရမယ်ခန္ဓာကြီးကိုဘယ်လိုမြင်ရမလဲယောက်ျားဆိုတဲ့သဘောမှာတုံညာဖြစ်နေရမယ်မိန်းမဆိုတဲ့သဘောမှာတုံညာဖြစ်နေရမယ်ယောက်ျားခန္ဓာမိန်းမခန္ဓာမတွေ့တော့ဘဲနဲ့ဘာလေးတွေ့ရမလဲဖောက်ပြန်တတ်တဲ့သဘောတိတတ်တဲ့သဘောနှစ်ခုတည်းရှိတယ်ဟုတ်တယ်နော်ယောက်ျားဆိုတဲ့ပုံသဏ္ဍာန်နမိတ်ကြီးကဖတ်ဆိုရင်မတွေ့တော့ဘူးမိန်းမဆိုတဲ့ပုံသဏ္ဍာန်နမိတ်ကြီးမတွေ့တော့ဘူးဘာလေးတွေ့တယ်ဖောက်ပြန်မှုရဲ့သိမှုရဲ့ဒီနှစ်ခုတည်းတွေ့နားလဲတယ်နော်ဘာလဲပါတော့ဖောက်ပြန်နေတယ်သိနေတယ်ဖောက်ပြန်မှုပေါ်နေတယ်သိနေတယ်ဘယ်နေရာကိုပဲတတိနဲ့ထောက်ပြီးကြည်တိုင်းမှာတတိနဲ့ညာထောက်လှမ်းလို့ကြည်တိုင်းအာယုမှန်သမျှတွေခန္ဓာအစဉ်မှန်သမျှတွေဘာခန္ဓာနဲ့ဘာခန္ဓာယုတ်ခန္ဓာနဲ့နာခန္ဓာနှစ်ခုပဲတွေ့ရပါမယ်ယုတ်နံကွဲနေမဲ့ဆိုရင်မြင်သမျှသောအရာဝတ္ထုမှန်သမျှတွေကပုဂ္ဂိုလ်တရားဝါအဖြစ်နဲ့ယူပါဦးမလားဆွဲပါဦးမလားဆွဲကြရမှာမရှိပဲဥပဒံကိုစွန့်ထားပြီလေဆွဲကြရမယ်ချိနေတာယုတ်နံယောက်ျားလို့မဆွဲဘူးမိန်းမလို့မဆွဲဘူးပုဂ္ဂိုလ်တ attva အတုံးအခဲတရတဏ္ဏပုံဟံနမိတ်အသက်ဇီဝလိပ်ပြန်လို့စိတ်ထဲမှာမစွဲညှိလိုက်ခြင်းကြောင့်အလုံးတချိတမဲ့မှန်သမျှတွေဟာဘာသဘောနဲ့ဘာသဘောဖောက်ပြန်တတ်သောသဘောနဲ့သိတတ်သောသဘောဒီတစ်ခုသာရှိတယ်ဒါသဘောအဲ့ဒါလို့သိလိုက်ခြင်းကြောင့်တရားဓမ္မမြတ်တဏ္ဍာမှာတန်တာနနမိတ်ကြီးပျောက်သွားပြီပညာပျောက်သွားပြီဟုတ်တယ်နော်တန်တာနပညာသမုဟပညာပေါင်းစုထားတဲ့သဘောဟုတ်တယ်နော်သူ့ရဲ့ဒီခန္ဓာကိုယ်ကြီးကိုဖွဲ့စည်းထားတာကကံစိတ်ဥဒုအာဟာရကိုနားလည်ပြီနော်ကံရဲ့စိတ်ရဲ့ဥဒုရဲ့အာဟာရရဲ့ဒီအင်္ဂါ၄ပါးတို့ဖြင့်စုစည်းထားသောယုတ်ကလစီတာဖြစ်တယ်ယုတ်တတ်တာဖြစ်တယ်
နော်တနည်းအားဖြင့်ဒီတဲ့ပြောရင်ပအဝါဒီဓာတ်ကြီးလေးပါးတို့ဖြင့်ဖွဲ့စည်းထားသောခန္ဓာတစ်ခုသာဖြစ်တယ်အဲ့ဒီပထဝီဓာတ်ရဲ့အာဘောဓာတ်ရဲ့တေဇောဓာတ်ရဲ့ဝါယောဓာတ်ရဲ့ဓာတ်လေးပါးတို့သာရှိတယ်ကြည့်ပြန်တော့ချက်ပြောရင်နော်ဓာတ်ကြီးလေးပါးဖြစ်လာတယ်စမ်းကြည့်ရင်ဘာသဘောတွေ့တယ်ပူပူနွေးနွေးလေးဘာတွေ့တယ်ပူပူနွေးနွေးလေးအေးအေးလေးအဲ့ဒါဘာဓာတ်ကိုတွေ့တာတေဇောဓာတ်စိုက်ကြံကြည့်ပါနဲ့မာမာပြောပြောလေးမတွေ့ဘူးလားအဲ့ဒါဘာဓာတ်ယောက်ျားလည်းမဟုတ်မိန်းမလည်းမဟုတ်ဓာတ်ကိုတွေ့ရမယ်နော်ဓာတ်သဘောတွေ့ရမယ်ဓာတ်ဆိုတာသူကသူ့တတ္တိလေးကပူတတ်တဲ့သဘောဆောင်းနေတယ်အေးတတ်တဲ့သဘောကိုဆောင်းနေမာတတ်တဲ့သဘောပြော့တဲ့သဘောဆောင်းနေတယ်ကဲအဲ့ဒီသားချင်းထိတဲ့အခါမှာစိကစီလေးမတွေ့ဘူးလားစိကလေးအဲ့ဒါဘာဓာတ်အာဘောဓာတ်ဟုတ်တယ်လားရွှေမဟုတ်ဘူးအာဘောဓာတ်နော်ဒါဆိုရင်အတန်လေးတွေမထွက်နေဘူးလားဘာဓာတ်တခါတည်းရခန္ဓာကိုယ်ဝါယောဓာတ်ရှိနေခြင်းကြောင့်တရွေ့လေတိုးတာလည်းမတွေ့ရဘူးလားဒါဘာရှိလို့ဒီလိုသွားလို့ရတာဝါယောဓာတ်ရှိလို့ဝါယောဓာတ်မရှိတဲ့နေရာမှာရှည်လှမ်းလို့ရမလားမရဘူးလက်လှမ်းလို့မရဘူးနော်ဝါယောဓာတ်စုပ်သွားပြီဆိုရင်ပထဝီဓာတ်ကြီးဟာလှုပ်လို့ကိုမရတော့လက်တစ်ချောင်းတည်သွားပြီတဲ့လေဖြတ်သွားပြီတဲ့ရှည်တောက်ကြီးတွေကြောင့်လေဖြတ်သွားပြီတဲ့သူခန္ဓာကိုယ်တော့ဘာတွေမလျှောက်တော့ဝါယောဓာတ်နော်ဝါယောဓာတ်ကဆုပ်ယုတ်သွားခြင်းကြောင့်လှုပ်လို့ရသေးသလားဒါကြောင့်မလို့တရားဓမ္မဒီခန္ဓာကိုယ်ကြီးကဘာလေးပါဖြင့်ဖွဲ့စည်းထားတယ်အဲ့ဒီဓာတ်ကြီးလေးပါလို့ပြောတယ်ဒါပေမဲ့အကျဉ်းရှင်းလိုက်တဲ့ကဘာသဘောတဲ့ဖောက်ပြန်မှုသဘောလေးတစ်ခုတည်းပါဘာတစ်ခုအဲ့ဒီဖောက်ပြန်တတ်တဲ့သဘောလေးကိုဘင်းလေးရင်လှမ်းပြီးတော့ညှက်ကိုင်းပြီးသိနေတဲ့နန္ဒမလေးတစ်ခုပေါင်းလိုက်တော့ဘာနဲ့ပါရှိတယ်ကြားကြီးတဲ့ကောင်ဗဒတ်ရပြီးတော့ကိုက်မလို့ပြေးလာခဲ့တယ်သူ့ကိုဘယ်လိုကြားလို့မြင်ပါဦးမလားပညာပယ်ထားတဲ့ပုဂ္ဂိုလ်နော်ပညာပရမတ်ကွဲထားတဲ့ပုံကရံကြီးလို့မတွေ့ပဲနဲ့ဩဒေါသတစ်ခုလမ်းနေတယ်ဒေါသအာဃာတတရားကြီးမိမိဒေါသတို့မိတော့မီလျံကြီးတဲ့ကိုကိုယ်စီလမ်းနေပါပေါ့လားဆိုသူ့ရဲ့မျက်နှာရည်ကိုဖက်ကနေအာယုံလေးပြုတ်ပြီးတော့လက်ဝါးလေးကံပြီးတော့ချမ်းသာပါသည်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 မေတ္တာလေးတစ်ခုတည်းကိုလည်းလှမ်းပို့လိုက်စမ်းပါအနမ်းမရောက်ကဝါးတပြန်ကြောက်လို့မှကျွမ်းပြန်ပြီးတော့အော်ပြီးဖြတ်ပြီးသွားတာပဲဘာရဲ့စွမ်းအားတဲ့ဘင်းတော့ကလက်တွေအသုံးချခဲ့တာတခါတော့တောထဲမှာကြားကြီးတကောင်ပြေးလိုက်လာတာဘုန်းကြီးကလည်းမြခင်းပြင်လေးမှာတခါတော့အေးလေးရက်ကမထမ်းနဲ့မှတ်နေတဲ့အချိန်မှာအော်ပြီးပြေးလိုက်လာတာတကက်ကိုသူကလည်း8000တော့ရှည်လေးမဲ့ကြားကြီးကအဲ့တော့ပြေးလိုက်လာတော့နခလာဘုန်းကြီးလမ်းမြင်ရတာရိတ်ခနဲ့မြင်တော့လှမ်းကြည့်ဩအေးအရင်နာမည်ကြီးတစ်ခုတွေ့တယ်ဒါမီမိမိရဲ့ခန္ဓာကိုယ်ကြီးကိုဒုက္ခပေးမဲ့အရာဝတ္ထုသို့တော့သူဒုက္ခမဖြစ်သွားပါစေနဲ့သူဒုက္ခမဖြစ်ပါစေနဲ့ဆိုတဲ့စိတ်ကိုပထမအာယုံညှက်ကိုင်းပြီးတော့လက်ဝါးလေးကပြီးသူ့လာတဲ့သူ့ကိုအရေးကိုလှမ်းကြည့်တော့မေတ္တာကိုအနာမရောက်ခဲ့ပါချစ်ချင်းမဲ့သူအော်ပြီးထွက်ပြေးသွားချင်နော်အဲ့ဒါဟာဘုန်းကြီးတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့ဘာရဲ့စွမ်းအားလဲမေတ္တာရဲ့စွမ်းအားမေတ္တာလည်းနဲ့ဟာစွမ်းထက်တယ်နော်မေတ္တာစွမ်းအားရှိတဲ့ပုဂ္ဂိုလ်ကဘယ်တမ်းမှနေရန်သူမရှိဘူးတရားဓမ္မတို့အလုံးမိတ်ဆွေတွေကြီးပဲဘာမရှိဘူးမိတ်ဆွေကြီးပဲဖြစ်တယ်တော်တယ်မှနေပိုသိတာမိတ်ဆွေတွေကြီးပဲနော်ဘုန်းကြီးတို့ဟိုအန်းတောင်ကျွန်းတစ်ခုမှသွားပြီးနေတဲ့အခါမှာဘုန်းကြီးတွေနားလာနေကြတယ်ပထမတော့သူခက်လန်းလန်းနေတယ်တော်တော်လေးကြာတော့ဘုအနားမှလာအိတ်ကြတယ်အနားမှလာတယ်ကပ်ပြရဖြစ်လာတယ်ဆွမ်းခံထွက်လာလို့ရှိရင်တကပြောသီးလေးပါတယ်သူကြာလာပါလို့ရှိရင်သူသမင်းလေးပုံပေးစားတာအိုးကိုကပ်ပြရဖြစ်လာဆွမ်းခံထွက်လာရင်လမ်းမှာလာကြကြလမ်းမှာလာကြကြတာအထုပ်တွေပါလို့ရှိရင်သူပါဇက်နဲ့ကြိုက်တော့ခေါ်လာလို့ရအဲ့ဒါလူတွေကမြင်မှများတော့ဟာဒီဘုန်းကြီးကဘယ်လိုပုံကိုယ်ဆိုထွက်ပြရပြန်ပြီမှန်ကတော့မေတ္တာရဲ့စွမ်းအားလေးတွေနားလည်တယ်နော်
ကိုကျင့်သုံးနေတဲ့စရဏဆွမ်းအားလေးတွေရဲ့ဆွမ်းအားတို့ကြောင့်သူတို့ဟာကိုရန်သူမဟုတ်ဘဲနဲ့ဘယ်လိုမြင်လာလဲအေးမိဘနဲ့သားသမီးလိုဖြစ်လာတာပေါ့ဘုန်းကြီးတရားဝါရီကသိချစ်တတ်တယ်တော်တယ်မှာဒီဘာတွေခေါင်းလေးကွက်ပြီးတော့တရားဟောတတ်တယ်မွေလေးတွေတွေ့လို့မွေတွေကိုလည်းတရားဟောတတ်တယ်အဲ့ဒါဒီခါတည်းငှက်ကလေးတွေဆိုပကုံးမေလာတက်ဟောတက်တယ်ဩတရားစကားတွေပြောရအဲ့ဒါနဲ့ပြောရတာတခါတော့မှတော်တယ်မှာနော်တရားနဲ့ပြောတယ်ဒီလိုတရားအမှန်မှတ်ပဲနေလို့ရှင်တခါကိုယ်နားလာလို့ရှင်တရားသည်တရားနဲ့သူတို့နဲ့ပဲဒါပဲရှိတယ်ဒါကြောင့်တောမှာယဟန်တော်တွေပြောကြတယ်ဆိုတာဒီလိုငြင်းချမ်းတာကိုမိသည့်ပုဂ္ဂိုလ်တယောက်မှကိုယ်အတင်းပြောမဲ့ပုဂ္ဂိုလ်လည်းမရှိဟုတ်တယ်လားယံမှုမဲ့ပုဂ္ဂိုလ်လည်းမရှိဆဲမဲ့ပုဂ္ဂိုလ်လည်းမရှိစူမဲ့ပုဂ္ဂိုလ်လည်းမရှိမချမ်းသာဘူးလားချမ်းသာလိုက်တာမှသိကောင်းတယ်နော်ဒါကြောင့်မလို့ရှိအရိယာသူတော်ကောင်းကြီးကြီးခဏခဏတောထဲမှာသွားပြီးတော့တောအရသာလေးခံစားကြတယ်ရှင်သာရိပုတ္တရာဆိုခဏခဏတောထဲမှာသွားနေတယ်ပင်မများလာပြီးတောထဲမှာဝင်ပြီးနေသားဆင်တယ်အေးချမ်းချမ်းသာတဲ့တောရသာလေးစိတ်သုံးသောအာယုန်တရားတို့ဖြင့်ကာယဝိဝေကစိတ်တဝိဝေကလေးအဖြစ်သုံးဆောင်ပြီးဝဲကြတယ်ဥပရိဝိဝေကဆိုတာကတော့ဒါမညာပညာအာယုန်ပြတဲ့သဘောပေါ့တရားမလို့တရားဓမ္မတွေမြည်သည့်ပုဂ္ဂိုလ်မဆိုးတရားအတ္တိကိန်းအောင်ရှိသောလောကတန်တရာလွန်ရှမ်းသာ၏ဟုတ်တယ်လားဝိပဿနာတရားအတ္တိမေတ္တာတရားအတ္တိမြည်သည့်တရားမဆိုကုသိုလ်တရားလေးတွေနှလုံးသားထဲမှာတည်ရှိလာပြီလို့ဆိုရင်မချမ်းသာဘူးလားချမ်းသာအောင်တစားတစားမလုပ်ရတယ်စွန့်စားပြီးကြိုးစားရပါမယ်တရားမှတ်ပြီးနာရင်လည်းမလုံနဲ့ဝိညာဉ်ပေါ်လည်းမလုံနဲ့မကွက်မရွှေ့နဲ့မပြောင်းနဲ့စွန့်စားစားကြိုးစားလိုက်ဟောဖောက်ပြန်ပြီကိုအေးဖောက်ပြန်ပြီစီနင်ကပြပြီနင်ကပြတာငါကြည့်မယ်လေနင်ဘယ်လောက်ပြနိုင်မလဲခန္ဓာရဲ့ပြစမ်းပါဦးနင်ဘယ်လောက်ဖောက်ပြန်နိုင်မလဲတဏှာတရားလုံးမှာနင်ခိုင်းတာလှုပ်လာခဲ့ပေါင်းဒီများခဲ့ပြီလေဒီနေ့နင်ခိုင်းတယ်နင်လှုပ်ခိုင်းတယ်မလှုပ်ဘူးရဲ့ခန္ဓာရဲ့ရှေ့ခိုင်းတယ်မရှိဘူးပြစမ်းပါဦးမျက်စိမှိတ်လို့မှမရရင်မျက်စိအနေငယ်ဖွင့်ထားလိုက်အဲ့ဒီဝေဒနာမြင်များပေါ်ရင်မျက်စိအနေငယ်ဖွင့်ထားလိုက်စိတ်ကိုချော့ခန္ဓာရဲ့ကိုယ်ရောချော့ချလိုက်အေးအေးချမ်းသာတဲ့ဩခန္ဓာဖောက်ပြန်ပြီကိုအဲ့ဒီဖောက်ပြန်တဲ့နေရာမြင်များပေါ်တဲ့နေရာကိုစိတ်ကလှမ်းညှက်လိုက်မျက်စိအနေငယ်ဖွင့်ပြီးလှမ်းညှက်လိုက်အညက်ကအာယုဤပြောင်းလဲမှုလက္ခဏာကိုဉာဏ်ထဲမှာလှမ်းပြီးတော့တွေ့ထိပါစေပြောင်းလဲမှုလက္ခဏာလေးတွေကိုဉာဏ်နဲ့လှမ်းပြီးတော့မြင်နေရပါမယ်နားလည်ပြီနော်မလုံနဲ့မရွှေ့နဲ့မပြောင်းနဲ့ခါကုတ်လိုက်ခါဆန်းလိုက်မလုံနဲ့တတ္တိရှိရှိဖြင့်ခန္ဓာကိုယ်ကြီးကိုတစားတစားစွန့်စားခြင်းဖြင့်အားထုတ်မယ်ဆိုရင်နိဗ္ဗာန်ဆိုတာလက်တလမ်းပါဘာဖြစ်ဖို့လိုအပ်တယ်တစားတစားတော့စွန့်စားရပါမယ်ပါလို့ရမယ်တခါတည်းလားတစားတစားလားအေးတစ်ချိန်ပြီးတစ်ချိန်တစ်ချိန်ပြီးတစ်ချိန်အဲ့လိုအချိန်ပိုင်းလေးတွေကိုတိုးလို့ကြိုးစားလာမယ်ဆိုရင်နိဗ္ဗာန်ဆိုတာအဝေးကြီးလားအမြည်လေးလားတစ်ချက်မှတစ်ချက်တိုးလာတာပေါ့နီးလာတာပေါ့နော်ဒါကြောင့်မို့လို့အနည်းဆုံးပန်းနိုင်လို့ရောက်အောင်ဘုန်းတော်တရားဓမ္မလက်လန်းကင်ဆောင်နိုင်ကြပါစေအနည်းဆုံးဖြစ်တဲ့မေစကံပေါ်စရာနိဗ္ဗာန်စခန်းကိုကိုယ်ပိုင်ဉာဏ်ဖြင့်တက်လှမ်းနိုင်ကြပါစေလို့မေတ္တာပို့ရင်းဖြင့်ကဲအချိန်စီပြီးလက်ဦးစီအိမိနာပုံညကာမေနာဒီနေ့ယနေ့ယခုမိမိရဲ့စိတ်စဉ်ရင်ပြောင်းလဲမှုလေးစိတ်ပိုင်းဆိုင်ရာတရားတို့ကိုတတိဉာဏ်တွဲပြီးတော့ပြုပြင်ရခြင်းသုံးသပ်ရခြင်းဆင်ញင်ရခြင်းစွန့်စားခြင်းရဲ့နောက်ွယ်မှာချမ်းသာသောငြိမ်းချမ်းရေးဘဝပိုင်ခြင်းဖြစ်တော်မူခဲ့တဲ့ရှင်အရိယာသူတော်ကောင်းများရဲ့ရှေ့သူတော်ကောင်းကြီးတို့သည်ဘဝကိုစွန့်စားဖြင့်တဇတဇအာထုတော်မူခဲ့ကြခြင်းကြောင့်သောတာပန်သရကအနာဂံယန္တာစရှိသောအရိယာသူတော်ကောင်းများဖြစ်သွားကြပြီတကဲ့သို့မိမိတို့ဒါနမှာလည်းပဲခန္ဓာရဲ့ဖြစ်စဉ်ကလေးကိုဉာဏ်တင်ပြီးတော့ကြိုးစားဆင်ခြင်ပွားများအားထုတ်ကြကုန်လည်းရဲ့မေစကံကိုစကံနိဗ္ဗာန်စကံကိုကောင်းစွာမတ်သည်ကိုယ်စီကိုယ်ငါတက်လန်းနိုင်ကြပါစေကုန်တည်း